ဘုရားဖယားရှင်အားဓာတုစေတီဓမ္မစေတီဩဒိတစေတီပရိဘောဂစေတီထိုက်တော်မူရဲ့ရှင်ဟောင်းညီနောင်စေတီတော်မြတ်ကြီးရဲ့နောက်ဆုံးအထွတ်အထိပ်ထားရာအမြတ်တရဖူစိန်ဘူးတော်မြတ်ကိုဖယားဒါယကာကြီးဦးညီအောင်ဖယားဒါယကာမကြီးတော်တက်တဲ့အောင်မိသားစုတို့နဲ့တကွာခொနည်းသားသမီးချင်းရဲ့အပေါင်းတို့မိတို့ဒီထဲမှာကြောက်ရောက်နေကြတယ်ကြောက်ရောက်ဆဲကြောက်ရောက်ပြီးကြောက်ရောက်လက်ထက်ဖြစ်တဲ့ဒီအပေါင်းရအပေါင်းလေးကဆရာတပည့်တော်တို့ကေဝေးရပါလို့လောကအရေးကာမအရေးစီးပွားရေးကြီးပွားရေးကျမ်းမာရေးပညာရေးအစရှိတဲ့အရေးပေါင်းမြောက်များစွာကိုဘုရားတပည့်တော်တို့ယခုဘုရားတော်ကဘုရားတိုင်းကာမတို့ကဲ့သို့ဘုရားတပည့်တော်တို့တည်လဲပဲဘုရားတကားကြီးတွေဖြစ်ရပါစေသာလို့သူတော်စုကိုတောင်းပြီးတော့နောက်ဆုံးပိတ်အိတ်နဲ့လွယ်မဲ့ပွဲကြီးပွဲကောင်းကတော့ဘုရားတကားဘုရားအမတို့ကတည့်လူကြမှာဖြစ်ပါတယ်အဲ့တော့ဘုရားတကားဘုရားအမအပေါင်းသူတော်ကောင်းတို့နဲ့ပဲကွာပါရမီဖြည့်တဲ့သာရဏဆွေတော်မျိုးတော်အပေါင်းတို့ဝမ်းမြောက်လို့ပေါ်တာတို့ခေါ်ရမယ့်အချိန်ကမိမိတို့ရဲ့ရင်ထဲအသေးတဲ့နှလုံးသားထဲမှာအုံနောက်ထဲမှာအမြဲဆွဲပြီးတော့နေရမှာကဖယားကိုယ်ွယ်မှုကိုမမေ့ကြနဲ့တရားကိုယ်ွယ်မှုကိုမမေ့ကြနဲ့တန်ခါကိုယ်ွယ်မှုကိုမမေ့ကြနဲ့ဒါနအမှုတွေပြုရမှာကိုလက်မနှင်းနဲ့ဒီလစောက်တည်ရမှာကိုကျင့်တရားလေးတွေကိုစွမ်းအားရှိသမျှလုံခြုံအောင်ထိန်းသိမ်းကြသမထဘာဝနာဝိပဿနာဘာဝနာဆိုတဲ့ဘာဝနာလုပ်ငန်းတွေကိုလည်းပဲဘုရားရှင်ရဲ့ဩဝါဒအဆုံးအမဩဝါဒလောင်းရိပ်အောက်မှာရှင်သန်နေကြတယ်ခမည်းတော်ကျုပ်တို့ဘောဓဘုရားရှင်ရဲ့အဆုံးအမတွေကိုလိုက်နာကျင့်သုံးကြတဲ့ပုဂ္ဂိုလ်တိုင်းဟာဒီဘဝမှာလည်းပဲချမ်းသာရာချမ်းသာကြောင်းတွေဖြစ်တယ်လို့လောကတန်ရာဘဝတိုင်းမှာလည်းချမ်းသာရာချမ်းသာကြောင်းတွေဖြစ်အောင်ဆုတောင်းဆုယူပြုရမယ်ဝေကြီးကတော့ဖြင့်ယခုအချိန်မှာကလကာချတော့မှာဒီပိတ်တော့မှာပါမကြီးပတ်စာခွာတော့မယ်အချိန်ရောက်ပြီဆိုတဲ့အကြောင်းသူတော်ကောင်းလို့ဝါမြောက်လို့တော့တာခုခေါ်ဖို့ရအတွက်မိမိတို့လိုရာစုကိုတောင်းကြအောင်ကြီးဆိုတဲ့အောင်စီတာဟိတ်လို့အောင်ခြင်းမင်္ဂလာတွေအပြည့်အဝနဲ့တပွေတပိုက်ကြီးပိုက်ပြီးတော့မိမိတို့နေအိမ်နေရဌာနကိုသာယာပျော်ပျော်ရွှင်ရွှင်နဲ့ဝမ်းပန်းတတာကြီးမိမိတို့စုတောင်းစုယူပြုပြီးတော့နေကြရတော့မယ်အချိန်စီးစာအချိန်မင်္ဂလာအချိန်ကြောက်ရောက်နေပြီဖြစ်ပါသောကြောင့်ဘုရားတကားဘုရားအမအပေါင်းသူတော်ကောင်းတို့ဘုရားရဲ့တိုးဆွဲတော့ဒီတော်ကိုတင်လို့ရမယ်ဒီအချိန်ကအရေးအကြီးဆုံးအချိန်ဆိုရင်လည်းပဲမမှားနိုင်ပါဘူးအရေးအကြီးဆုံးအချိန်ဟယ်လိုထီတော်နေတဲ့ဒကာများ